ဟေတုပစ္စယောလေးကိုစပြီးတော့ပြပြပြီးသွားမယ်ဟေတုပစ္စယောဆိုတာကတော့ရေတောက်မြစ်နဲ့တူတဲ့အကြောင်းတရားဖြစ်ပါတယ်တစ်ပင်ရဲ့ရေတောက်မြစ်ဟာသူ့ရဲ့ပင်စီတွေအကိုင်းတွေအခက်တွေအရွက်တွေပွားစည်းဝေစားစေတယ်လို့ပဲမိမိနဲ့အတူတကွဖြစ်ပေါ်ဖြစ်ဖက်တရားတွေကိုပွားစည်းဝေစားလာအောင်အကျိုးပြုတဲ့တရား6ပါးရှိပါတယ်ဒီအကြောင်းတရား6ပါးကတော့လောဘဒေါသမောဟနဲ့အလောဘအဒေါသအမောဟဆိုတဲ့ကောင်းတဲ့ဘက်က3ပါးမကောင်းတဲ့ဘက်က3ပါးပေါ့နော်ဒီဟိတ်6ပါးဖြစ်ပါတယ်စိတ်ကိုချဲ့လဲနေတဲ့စေတသိက်6မျိုးဖြစ်ပါတယ်လောဘဒေါသမောဟကတော့မကောင်းမှုတွေရဲ့မူလအရင်အမြစ်3ပါးဖြစ်ပြီးတော့အလောဘအဒေါသအမောဟကတော့ကောင်းမှုတို့ရဲ့အရင်အမြစ်3ပါးဖြစ်ပါတယ်ဟိတ်6ပါးဟိတ်6မျိုးဟာသူတို့မိတွေ့ထားတဲ့စိတ်ရဲ့သူတို့နဲ့ရှင်တွဲဖြစ်ပေါ်နေတဲ့စေတသိက်တွေရဲ့စိတ်ကြောင့်ဖြစ်တဲ့ဟန်တွေကိုနှုတ်စိတ်အမှုအရာတွေပေါ့နော်အဲ့ဒါတွေကဘယ်လိုမျိုးကျေးဇူးပြုလဲဆိုတော့ပို့ပြီးတော့ပွားစည်းဝေစားလာအောင်ရေတောက်မြစ်တပွဲအကျိုးပြုနေပါတယ်တဲ့ဆိုတော့ကောင်းတဲ့အရာတွေကလည်းကောင်းတဲ့အကျိုးတရားတွေကိုပွားစည်းဝေစားလာအောင်အကျိုးပြုသလိုမကောင်းတဲ့လောဘဒေါသမောဟဟိတ်တွေကလည်းမကောင်းတဲ့အကျိုးတရားတွေကိုဖြစ်ပေါ်လာအောင်ရေတောက်မြစ်တစ်ဖွဲအကျိုးပြုနေတာပဲဖြစ်ပါတယ်လောဘဟိတ်ကြောင့်လောဘအမှုအရာတွေပေါ်ပေါက်လာရတယ်လို့ဒေါသဟိတ်ကြောင့်လည်းဒေါသဟန်ပန်အမှုအရာတွေပေါ်ပေါက်လာတယ်အဲ့လိုမျိုးပဲအဒေါသလို့ခေါ်တဲ့မေတ္တာပေါ့နော်အဒေါသဟိတ်ကြောင့်မေတ္တာအမှုအရာတွေပေါ်ပေါက်လာရပါတယ်